မင်္ဂလာပါမိတ်ဆွေတို့တတိထားမိဘူးလား rock တချင်း EDM တချင်းဒီနားထောင်လိုက်ရင်လူကတတ်ကြွသည့်ယင်ဒီခုံလာတတ်ပြီမဲ့ဂန်တဝင်းတချင်းအေးအေးလေးဒီနားထောင်လိုက်ရင်တော့စိတ်ကအလိုလိုငြိမ်ချသွားတတ်ပါတယ်ဒါဟာတိုက်ဆိုင်မှုတတ်မဟုတ်ပါဘူးကျွန်တော်တို့ညနှလုံးသားနဲ့တချင်းထန်ကြားမှာရွှေ့ဟွာတဲ့ဆက်နွယ်မှုတစ်ခုရှိနေလို့ပါပဲသိပ္ပံပညာရှင်တွေရဲ့လက်လာချက်အရကျွန်တော်တို့ရဲ့နှလုံးဟာ copy cut လို့အတူခိုးသမားလေးတစ်ခုလိုပါပဲဂီတရဲ့စီးချက်ကိုနားကကြားလိုက်တာနဲ့အုံနောက်ကနေတစ်စစ်နှလုံးစီကိုအချက်ပြလိုက်ပါတယ်အဲ့ဒီခါနှလုံးဟာတချင်းရဲ့စီးချက်နှုံးအတိုင်းလိုက်ပြီးခုံဖို့ကြိုးစားပါတော့တယ်ဒါကိုပညာရဲ့အရ entrainment လို့ခေါ်ပါတယ်ဥပမာစီးချက်မြန်တဲ့တချင်းနားထောင်ရင်နှလုံးခုံမြန်လာပြီးတွေးလေပတ်မှုကောင်းစေတယ်ဒါကြောင့်အားကစားလုပ်ရင်တချင်းမြူးမြူးဒီနားထောင်ကြတော့ပါဒါဆိုရင်စိတ်ညစ်နေချိန်စိတ်ဖြီးစည်းနေချိန်မှာဘာလို့တင်တယ်လဲအဖြေကတော့10မိနစ်ကိုစီးချက် short စေကန်ခါ60 bpm ပါရှိတဲ့တချင်းအေးအေးလေးတွေကိုနားထောင်ပေးရပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အနားယူနေတဲ့အချိန်ပုံမှန်နှလုံးခုန်လုံးဟာ10မိနစ်ကို60ကနေ80ကြာရှိလို့ပါ။တချင်းရဲ့စီးချက်က60ဝန်းကျင်ဖြစ်နေတဲ့အခါနှလုံးကအဲ့ဒီစီးချက်နဲ့ထပ်တူကြောသွားပြီးငါအနားယူရတော့မယ်ဆိုတာကိုအလိုလိုတိသွားစေပါတယ်။ရလက်အနေနဲ့ကတော့တိ cortisol ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းကျဆင်းမယ်။နှစ်သွေးဖိအားပုံမှန်ဖြစ်မယ်။သုံးအုံနောက်ကအပန်းဖြေတဲ့ alpha brain waves တွေထုတ်လွှတ်ပေးပါလိမ့်မယ်။ဒါကြောင့်ဒီနေ့ပဲစိတ်တွေရှုပ်ထွေးနေရင်အိတ်မပြောရင်ဆေးမတော့ခင်မှာနားချက်လေးတက်ပြီးတချင်းအေးအေးလေးတပုတ်လောက်အရင်နားဆင်ကြည့်လိုက်ပါ။တချင်းတန်ကနှလုံးသားကိုကူးစားပေးပါလိမ့်မယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေခင်ဗျာ။